တင်းနှင်းချင်းပေးစရာမလိုပဲပါမက်နဲ့ခေါင်းတစ်ခုကိုအချိန်တိုအတွင်းထုတ်လုပ်ပေးနိုင်တဲ့ hands-on training ကိုတက်ရောက်နိုင်မဲ့အပြင်မိမိတို့ရဲ့ single crown သို့မဟုတ် 3 unit brisket ကိုပါကိုယ်တိုင်တစ်ခါတည်းထုတ်သွားလို့ရမယ်ဆိုရင်ရောစိတ်ဝင်စားကြပါ perfect zagonia ပါမက်နဲ့ crown တစ်ခုကိုအချိန်တစ်နာရီအတွင်းထုတ်လို့ရနေပြီဆိုတာရောဒေါက်တာတို့သိပြီးပြီလားအချိန်တိုအတွင်းထုတ်လုပ်ထားတယ်ဆိုပေမဲ့ quality ဘိုင်းမှာတော့ traditional နည်းလမ်းအထက်ခိုင်ခန့်မှုတည်တတ်မှုတွေကတာလွန်နေတာကိုမြင်တွေ့နိုင်မှာပါဒေါက်တာတို့ကိုဒီဇိုင်းနည်းအဆင့်ကနေပြည့်စုံသော crown တစ်ခုထုတ်ပေးနိုင်တဲ့အထိအစအဆုံးလမ်းညွှန်ပြသပေးသွားမှာဖြစ်လို့အခြားတိုင်းနေတဲ့ပုံမအကျိုးရှိစေမှာဖြစ်ပြီးတော့တင်တဲ့လေးကလည်း free ဆိုတော့ဘာကြောင့်တွေ့ဝင်နေအောင်ပါလဲဒီနေ့မှာပဲစတင်ပြီး fully digital workplace ကိုခြေလှမ်းဆက်လိုက်ပါဒီတင်တဲ့ရဲ့အဓိကကြိုးကျေးဇူးတွေကတော့ software, scanner, printer, equipment တွေကိုမှန်ကန်စွာရွေးချယ်လာနိုင်စေခြင်း validated printing workflow ဆိုတာကိုအပြည့်အဝနားလည်သဘောပေါက်လာစေခြင်းprecision ရဲ့အရေးပါမှုကိုမိမိကိုယ်တိုင်လက်တွေ့ပြသနိုင်ခြင်းစက်တွေကို maintenance ပြုလုပ်ရမှာတည်ထားတဲ့အဓိကလိုအပ်ချက်တွေကိုလေ့လာခွင့်ရနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။နေရာထိုင်ခင်းနဲ့ဝန်ဆောင်မှုပေးရတွင်အဆင်ပြေစေရန်တက်ရောက်သူနည်းငယ်သာလက်ခံမှာဖြစ်လို့ဒေါက်တာတို့တဦးချင်းစီအတွက် training အပြည့်အဝရရှိစေနိုင်ပါတယ်။ဒေါက်တာတို့အတွက်အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်တဲ့ကျွန်တော်တို့ရဲ့သင်တန်းလေးကိုလက်လွတ်မခံပဲတက်ရောက်လိုက်ကြဖို့တိုက်တွန်းလိုက်ပါရစေ။လူဦးရေကန့်သက်လေးရှိတာကြောင့်အခုပဲဆက်သွယ်ဆင်းပေးလိုက်ပါနော်။